စီဝါဥစ္စာရှာတယ်စီဝါဥစ္စာတွေဖြစ်တယ်ငါလုပ်လို့ရအလုံးငါလုံးလို့ရတယ်ငါအလိုတိုင်းပဲအကုန်ဖြစ်တယ်လို့စိတ်ထဲမှာထင်တယ်စဉ်းစားကြည့်နောက်ဆုံးမှာကိုယ်ခန္ဓာကိုယ်ကြီးဟာလေဖြတ်သွားရင်ငါလုံးလို့မရဘူးဆိုတာအဲ့ကြတော့မှတွေ့ပြန်တယ်အကြောင်းအကျိုးမညီညွတ်လို့တခုဖြစ်သွားရင်ငါလုံးတိုင်းမရဘူးဆိုတာသဘောပေါက်လားအေးငါလုံးလို့ရတယ်လို့ထင်နေတာအတ္တတကယ်ကတော့သဘာဝတရားတွေအကြောင်းအကျိုးညီညွတ်နေတဲ့အခါမှာသွားနေတာကာရစီဆိုတာဆိုအင်းကြီးကလည်းကောင်းတယ်စီကလည်းကောင်းတယ်အလုံးဘိန်းတွေကလည်းကောင်းတယ်အဲ့ဒီအနေထားနဲ့ရှိနေတဲ့ကာကြည့်ပြီးတော့ငါမောင်းကျင်တဲ့နေရာမောင်းလို့ရတယ်လို့လူတိုင်းဟာအထင်ရောက်တာကြည့်ပဲကောသို့တော့အဲ့ဒီထဲကကရိယာတွေတခုချိုးယွင်းလာပြီဆိုရင်ကိုသွားခြင်းတဲ့နေရာသွားလို့မရတော့ဘိတ်ပေါက်ရင်လည်းသွားမရဘူးဝါယာကျိုးတစ်ချောင်းပြုတ်သွားရင်လည်းသွားလို့မရဘူးအဲ့ဒီလိုကိုယ့်ရဲ့အလိုတိုင်းမဖြစ်ဘူးဆိုတာဟာတခုချွေရင်သွားတဲ့အခါကျတော့ပေါ်လာသို့တော့တမ္မာပုထုဇဉ်ပုဂ္ဂိုလ်တွေဟာကိုယ်အလိုတိုင်းအလုံးဖြစ်နေတယ်လို့ထင်နေတာဟာအနတ္တကိုအတ္တလို့အထင်မှားခြင်းအသိမှားခြင်းအမြင်မှားခြင်းပဲဖြစ်တယ်